မင်္ဂလာပါမိတ်ဆွေတို့ရေအခုဒီမှာလဲဘိန်းတန်တာတွေဘိန်းရှယ်တာလေးတွေရောက်ပါတယ်ဗျမိတ်ဆက်ပေးရမယ်ဆိုရင်ဖြင့်ကော်မိုကျိုးဆိုး125ဘိန်းပဲဖြစ်ပါတယ်ရှင်းနောက်တာရ original တာရအသစ်နီးပါလဲတန်တယ်အသစ်တိုင်းလဲစီးရမယ်တော်လေးလဲနှစ်ချောင်းပါမယ်မော်ဒယ်လေးလဲမြင့်တယ်ဘိန်းကြောလေးလဲတန်တယ်မန်းလေးလိုင်စင်တက်အပြည့်လေးနဲ့လဲကြံပါမယ်ဘိန်းညောတက်ရက်မှုလေးကိုစိတ်ဝင်စားတယ်ကတော့ကန်နာကျိုးဆိုး125ဘိန်းလေးပဲဖြစ်ပါတယ်သူလဲမော်ဒယ်2024မော်ဒယ်လေးပါဘိန်းညောလေးတက်ရက်ကလေးရှိပြီးတော့အင်ဂျင်လေးလည်းတင်းမယ်အင်ဂျင်လေးလည်းဖွင့်လက်မရှိဘူးကာဘာပွန်စင်နာစာလည်းလုံးဝမရှိတာကတော့ကန်နာရုပ်ဆိုး125ဘိန်းလေးပဲလေကြိုက်မျိုးကြိုက်ဘိန်းတွေလည်းဖြစ်တယ်လူကြိုက်လည်းများတဲ့ဘိန်းကကန်နာရုပ်ဆိုး125ဘိန်းနဲ့ဖြစ်ပါတယ်ဒီဘိန်းလေးရဆိုရင်ဖြင့်မော်ဒယ်2024ပါဘိန်းလေးဆိုလို့ရှိရင်လည်းရန်ကုန်တက်ရလလပပလေးနဲ့စီးကျင်တဲ့ညီကိုမိတ်ဆွေတွေအတွက်ရောက်ပါတယ်ရှင်းနောက်တာယာ original တာယာလေးတွေပဲရှိပါသေးတယ်အင်ဂျင်လေးလည်းတင်းမယ်အင်ဂျင်လေးလည်းမာမယ်ဘိန်းညောလေးတက်ရက်မှုလေးကိုလည်းကြိုက်တယ်တက်ရက်ကလေးလည်းစီးကျင်တယ်ဘိန်းညောလေးလည်းလှရမယ်ဆိုတဲ့ညီကိုမိတ်ဆွေတွေကန်နာရုပ်ဆိုး125ဘိန်းလေးပဲဖြစ်ပါတယ်မော်ဒယ်2024မော်ဒယ်လေးပါကျွန်တော်ကတော့ဈေးဘလောက်ပဲပြင်းပြင်းဒီလိုဘိန်းရောတက်ရက်တာကိုပဲကြိုက်တယ်ဘိန်းရောလေးလည်းလှရတယ်မော်ဒယ်လေးလည်းမြင့်နေဆိုတော့ကျွန်တော်တို့ရဲ့စိန်ဝါဆန်းလင်းကိုဒါကြွားလန်းခဲ့ဖို့ဖိတ်ခေါ်ပါတယ်